အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ထန်တော့ပါဒီနေ့ကျွန်တော်ဖတ်ပြချင်တဲ့phrase လေးတစ်ခုကတော့biomass ချင်းနီးပညာဆိုတဲ့အစာအုပ်ဖြစ်ပါတယ်ဆရာချမ်းမြေဝင်းဘာသာပြန်ထားတာဖြစ်ပါတယ်မူရင်းစာအုပ်နာမည်ကတော့ the subtle art of not giving a fuck ပေါ့နော် and Mark Manson ရေးသားထားတာဖြစ်ပါတယ်ကျွန်တော်ဒီစာကိုဖတ်တဲ့အချိန်မှာဒီ phrase လေးကပေါ့နော်အရင်ကျွန်တော်ကိုဗာလဲအမြင်အသစ်ပေးတယ်ပေါ့နော်ကျွန်တော်အဲ့ဒီ phrase ကိုဖတ်ပြပါမယ်အမြဲတမ်းအကောင်းမြင်နေတယ်ဆိုတာတကယ်တော့ရှောင်ပြချင်းတတ်တဲ့ပဲမဟုတ်လားပြဿနာကိုတကယ်ဖြေရှင်းတာမှမဟုတ်တာဆိုတော့ကျွန်တော်ဒီစာကိုဖတ်တဲ့အခါမှာကျွန်တော်အရင်ကပေါ့နော်အကောင်းမြင်တယ်ဆိုတာအရင်ကောင်းတယ်ပေါ့နော်အကောင်းမြင်တဲ့အခါမှာကျွန်တော်တို့ရဲ့နေ့တာတွေကပို့ပြီးတော့မှပျော်ရွှင်စရာကောင်းပြီးတော့မှပျော်ရွှင်စရာမကောင်းရင်တောင်မှပို့ပြီးတော့မှကောင်းလာတာပေါ့နော်ပြီးရင်အကောင်းမြင်တဲ့အခါမှာကိုအဲ့လောက်ကြီးစိတ်မဆိုးတော့ဘူးပေါ့နော်သူတပားကကိုပေါ်ထုအခုစိတ်ဆိုးစရာလောက်ခဲ့တယ်ဆိုရင်လည်းကိုကအကောင်းမြင်လိုက်ရတယ်ဆိုရင်အဲ့ဒီစိတ်ဆိုးကိုစိတ်ဆိုးစီတဲ့အရာတွေကပျောက်ကွယ်သွားတယ်ပေါ့နော်အဲ့လိုနေရာတွေမှာတော့အကောင်းမြင်တယ်ဆိုတာကောင်းတယ်ဒါပေမဲ့တချို့နေရာတွေမှာကကြတော့အကောင်းမြင်တယ်ဆိုရင်အဲ့ဒါကဘာလဲအင်္ဂလိပ်လို့ဆိုရင် is not working ပေါ့နော်ဆိုတော့ဒီဂယုမဆိုင်ချင်းနေပညာဆောက်ထဲကအတိုင်းပဲအမြဲတမ်းအကောင်းမြင်နေတာဆိုတာကပြဿနာဖြေရှင်းတာမဟုတ်ဘူးအဲ့ဒါကရှောင်ပေးတာနဲ့အတူတူပဲဆိုတော့စကားအတိုင်းပဲတစ်ခါတလေမှာကျွန်တော်တို့ကအမြဲတမ်းအကောင်းမြင်နေလို့မဖြစ်ဘူးအမြဲတမ်းအကောင်းမြင်နေလို့မဖြစ်ဘူးပြဿနာကိုဖြေရှင်းတဲ့အခါမှာကျွန်တော်တို့ဖြေရှင်းတဲ့ပေါ့နော်ဒီပြဿနာကိုဆက်လက်ပြီးတော့အကောင်းမြင်နေတယ်ဆိုရင်တချို့တော့ပြဿနာတွေဟာဆိုရင်ဘယ်လိုပြောရမလဲဆိုတော့တချို့တော့ပြဿနာတွေကဆက်လက်ပြီးဖြစ်လာတတ်တယ်ပေါ့နော်အခုမဖြစ်ရင်တောင်မှနောက်အခါပြန်ဖြစ်လာတတ်တယ်ဆိုတော့တချို့တော့ကိစ္စတွေမှာကျွန်တော်တို့ကအကောင်းမြင်ကြမလို့ကျွန်တော်တို့အဲ့ဒီအရှိအတိုင်းကိုကျွန်တော်တို့ဆုံးဖြတ်တင်တယ်ကျွန်တော်တို့အဲ့ဒီပြဿနာကိုချက်ချင်းဖြေရှင်းတင်တယ်လို့ကျွန်တော်ထင်တယ်ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ဒီနေ့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲI hope you have a great day bye for now bye